AC မီလန်အသင်းဟာမနေ့ကရှင်ပြိုင်ခဲ့တဲ့ Serie A ပွဲစဉ်28မှာမြို့ကန်ပြိုင်ဘက် Inter Milan အသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့တာကြောင့်2010-17ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်မီလန်ဒါဘီနှစ်ကြော့စလုံးအနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ AC မီလန်အသင်းဟာနိုဝင်ဘာလကရှင်ပြိုင်ခဲ့တဲ့ Serie A ပထမအကြော့ပွဲစဉ်မှာလည်း Inter Milan အသင်းကိုတကိုးကိုမရှိနဲ့ပဲအနိုင်ယူခဲ့တာပါ။ AC မီလန်အသင်းက2010-17ရာသီတုန်းကအဝေးကွင်းမှာတကိုးကိုမရှိအိမ်ကွင်းမှာ3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပြီးအဲ့ဒီရာသီတုန်းက AC မီလန်အသင်း Serie A ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်းမီလန်ဒါဘီပွဲမတိုင်ခင်အင်တာမီလန်အသင်းက10မှတ်ဖြတ်ဦးဆောင်နေခဲ့ပေမဲ့ AC မီလန်အသင်းအနိုင်ရခဲ့တာကြောင့်9မှတ်အကွာနဲ့ချန်ပီယံမျှော်လင့်ချက်ပြန်လည်ရှင်သန်ခဲ့ပါတယ်။အင်တာမီလန်အသင်းကတော့မီလန်ဒါဘီပထမအကြော့မှာရှုံးနိမ့်ခဲ့ပြီးကတည်းက Serie A မှာရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့ပြီးအခုမီလန်ဒါဘီဒုတိယအကြော့မှာ Serie A ရှုံးပွဲနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ AC မီလန်အသင်းဟာမီလန်ဒါဘီမှာပြိုင်ပွဲစုံ9ပွဲဆက်တိုက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီး9ပွဲနိုင်2ပွဲသရေကျခဲ့တယ်လို့သိရပါတယ်။